မင်္ဂလာပါလူတိုင်းကအစိုးတဲ့အကောင်တွန်တွဲနေတတ်တာသဘာဝပါဒါပေမဲ့တချို့သောလူတွေနဲ့ပတ်သက်ရတာဟာမိတ်ဆွေရဲ့စိတ်ဆွမ်းအင် mental energy တွေကိုရေစစ်နဲ့စစ်သလိုတဖြည်းဖြည်းချင်းညှော်နေသွားစေတယ်ဆိုတာကိုမိတ်ဆွေသတိထားမိရလားဒီလိုတောက်စစ်ပါဆန်တွေကြားမှာဘယ်လိုကာကွယ်ရမလဲဆိုတာဒီဗီဒီယိုလေးမှာဝါပြပြပေးသွားမှာပါပထမဆုံးတစ်ချက်အနေနဲ့ boundary သတ်မှတ်ပါလူတိုင်းကိုလက်ခံပေးဖို့မလိုလို့လူတိုင်းရဲ့အလိုကိုလိုက်ဖို့လည်းမလိုအပ်ပါဘူးကိုယ်စိတ်ကိုပင်ပန်းစေမဲ့နေရာမျိုးဆိုရင်ရင်ကျေးစွာနဲ့ရှောင်ထွက်တတ်ဖို့လိုပါမယ်ဒုတိယချက်မိမိတုံ့ပြန်မှုကိုထိန်းချုပ်ပါမိတ်ဆွေကိုသူတို့ကဒေါသထွက်အောင်စိတ်သက်သာစေအောင်ဆွဲခေါ်ပါလိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုသူတို့လက်ထဲသို့ပုံမအပ်လိုက်ပါနဲ့ဒါဟာသူတို့ပြဿနာကိုပြဿနာမဟုတ်ဘူးလို့စိတ်ထဲကနေထိန်ထားလိုက်ပါနောက်ဆုံးတစ်ချက်ကကိုယ်ပိုင် safe zone ထားဖို့ပါတနေ့တာမှာအစိတ်တောင်းဖြစ်စေတဲ့လူတွေကြားကရုပ်ထွက်ပြီးကိုယ်စိတ်ကိုပြန်လည်အားဖြည့်ပေးမယ်အချိန်တစ်ခုပြည့်တတ်ပြီးပါစားဖတ်တာဖြစ်ဖြစ်တိတ်ဆိတ်စွာအနားယူတာဖြစ်ဖြစ်ပေါ့အနည်းချုပ်ပြောရရင်တော့မိတ်ဆွေရဲ့ဘဝထဲမှာလူဦးရေဘယ်လောက်များများရှိလဲဆိုတာထက်မိတ်ဆွေရဲ့ဘဝထဲမှာရှိနေတဲ့လူတွေကမိတ်ဆွေကိုဘယ်လိုခံစားနေရလဲဆိုတာကပိုရည်ကြည့်ပါတယ်မိတ်ဆွေရဲ့စိတ်အေးချမ်းမှုကမိတ်ဆွေရဲ့တန်ဖိုးရှိဆုံးပိုင်ဆိုင်မှုလို့ပါဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင် share ပေးဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်ဒီလိုပဲလူပါတဲ့အကြောင်းအရာတွေ